နွေရာသီအတွက်ဆစ်လို့ရှားစရာတင်ရင်မှုခီးကိုစတင်ဖို့အဆင်သင့်ဖြစ်ပြီလားရှင်။ဒါဆိုရင်တော့ SCIS Summer Camp 2026မှာကြိုဆိုလိုက်ပါတယ်ရှင်။ယခုနှစ် Summer Camp ကတော့ March လ23ရက်နေ့မှမေလ29ရက်နေ့အထိဖြစ်ပြီး Pre-KG မှာ Grade 8အထိကျောင်းသားများတက်ရောက်နိုင်ပါတယ်ရှင်။ Brain Builder Camp ကတော့မနက်9:00နာရီမှနေ့လယ်12:00နာရီအထိဖြစ်ပြီး STEAM, Critical Thinking နဲ့ Academic English မှာတစ်ဆင့်တီထွင်ပရိနိုင်စွမ်းနဲ့ဝေဖန်ပညာနိုင်စွမ်းတို့ကိုမြင့်တင်ပေးသွားမှာဖြစ်ပါတယ်ရှင်။စူးစမ်းလေ့လာခြင်းနဲ့တီထွင်စနစ်ချင်းတွေကတစ်ဆင့်သင်ရတာအလွန်ပြောစရာကောင်းမှာအသေးချပါပဲရှင်။ Wall of War Camp ကတော့နေ့လယ်12:00နာရီခွဲကနေပြီးညနေ3:00နာရီအထိဖြစ်ပြီး Chinese, English Speaking, Debate, Drama နဲ့ Phonics ပိုင်းတို့ကိုလေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပြီးထိုမှာတစ်ဆင့် English နဲ့ Chinese ဘာသာစကားများသုံးကလူအများရှိမှရဲဝံ့စွာပြောဆိုလာနိုင်မှာဖြစ်ပါတယ်ရှင်။ဒါအပြင်The Jam ပွဲတော် Art Day Project များနဲ့ Farewell Party များလည်းပါဝင်ဆင်နွှဲနိုင်မှာဖြစ်ပါတယ်ရှင်။ဒါကြောင့်မလို့လူဦးရေကန့်သတ်ထားတဲ့အတွက်အမြန်ဆုံးစာရင်းပေးသွင်းဖို့ဖိတ်ခေါ်ပါရစေရှင်။